အခုလိုမျိုးပူပြင်းတဲ့နေရာဒီဥတုမှာဖျဲသီးလေးတွေစားရင်ဘလို့အကျိုးကျေးဇူးလေးတွေရနိုင်လဲဆိုတာကိုသိကြရလားအားလုံးပဲမင်္ဂလာပါ Healthy KMD နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဆရာကျော်ပါဒီဗီဒီယိုထဲမှာတော့နေရာဒီမှာဖျဲသီးအေးလေးတွေစားပေးခြင်းအပြင်ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ဖျဲသီးမှာကရှည်တက်90%ပါဝင်ပါတယ်ဒါကြောင့်မလို့ပူပြင်းတဲ့နေရာဒီမှာရှည်တက်ဖြစ်ပေးဖို့အကောင်းဆုံးဖြစ်ပါတယ်ဒါအပြင်ဗီတာမင် A, C နဲ့ antioxidant တွေပါကျွဲဝတာကြောင့်မလို့အသားရည်ကိုစုပြည့်စေပြီးနှုတ်ပြလှပစေမှာအမှန်ပါပဲနောက်တစ်ခုကတော့နှလုံးကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်လို့ကိုယ်လေးချင်းကြောက်ဖို့အတွက်လည်းအထောက်အကူပြုပါတယ်ဒါကြောင့်မလို့အခုလိုမျိုးပူပြင်းတဲ့နေရာဒီဥတုမှာဖျဲသီးလေးတွေကိုမဖြစ်မနေစားပေးခြင်းအပြင်ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။ဆရာ channel ကနေပြီးတော့မှကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာလေးတွေကိုဝေမျှပေးနေတာဖြစ်ပါတယ်။မိမိတို့ရဲ့ကျမ်းမာရေးအတွက်လွန်စွာအကျိုးရှိတာမလို့ဆရာ channel လေးကို like and follow လေးလုပ်ဖို့အတွက်ကိုလည်းတိုက်တွန်းလိုက်ပါတယ်။ဒီ channel မိကုန်းလေးတွေရှိသေးတယ်။အောက်က comment မှာဝင်ရောက်ရေးသားထားလို့ရပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါ